told your friend you're not okay? And tell me what's wrong and why you never said you felt that way. And guess you're trying to stay strong and fake a smile until I look away. But I've known you too long, it hurts to watch your blue eyes fade to gray as you fade away. As you fade away. Jagin, General season Saturday no more Peter Drat, General deep season Saturday, Simi and Shidema, alone near Uija would do it, General Taman. Nita Yaka Barabia, General Majagin, General season is Saturday no more Piparabia. Hello, man. Dinay season is a Dumiani, General Pine Sune. My daughter do the rope preparation. 2026ခုနှစ်ရဲ့တရုတ်နှစ်သစ်ကူးပွဲတော်ဝန်ထမ်းများမိတ်ဆုံညစာစားပွဲ Overall meeting နဲ့ Driver ဒေါ်မော်လိုင်း၏မွေးနေ့ပွဲအခမ်းအနားအစီအစဉ်များကိုအခုကြေညာတဲ့အတိုင်းတစ်ဆင့်စီပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ Season 1ရအခမ်းအနားဖွင့်လှစ်ကြောင်းကြေညာခြင်း Season 2ရ Managing Director ဦးအောင်နိုင်ဦးမှနှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း Season 3ရ Driver ဒေါ်မမွန်လိုင်းမှနှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း Season 4ရ HR Admin Manager ဦးဝင်းသူမှဝန်ထမ်းများနှင့်ပတ်သက်သည့်စည်းကမ်းပိုင်းဆိုင်ရာလိုအပ်ချက်များကိုဆွေးနွေးတင်ပြပေးခြင်း Season 5ရ SOD တူမှမှတ်သားဖွယ်ရာဗဟုသုတများကိုပြော Season ပြီးဆုံးကြောင်းကြေညာခြင်းတို့ပဲဖြစ်ပါတယ်ခင်ဗျာ Season 1ရခမ်းနားဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာ Season 2ရ Standard of Future Company Limited ၏ Drive Managing Director ဦးအောင်နိုင်ဦးမှနှုတ်ခွန်းဆက်အမှာစကားပြောကြားပေးပါရန်လေးစားစွာဖြင့်စင်မြင့်ပေါ်သို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ 你好，俺来打的楼我打的。我话没地楼打不孬，今年啊咯，今年楼打是咯，比个的拉嘞下都，没楼撇不，没楼撇不说啥，出到我那里地高地价里面天马的，下把叫楼没背不来说啥，这个咯，楼背前的山那必须的，阿楼。 ပြပြရွှေရွှေလေးနဲ့လုပ်ငန်းခွင်မှာအစီအပြေအောင်လုပ်တဲ့ဝဋ္ဌနေလူတယောက်ချင်းစီကလည်းစိတ်ချမ်းသာပြီးတော့ပြပြရွှေရွှေလေးနဲ့ကိုလုပ်ငန်းတာဝန်တွေယူပြီးတော့အလုပ်လုပ်နိုင်အောင်ဆရာတို့အစီအစဉ်တွေပလန်တွေဆွဲထားတာတွေအများကြီးရှိတယ်။မွေးနေ့ရှင်တွေကိုမဟုတ်ဘူးပေးတာတို့ဘာတို့အဲ့လိုလေးတွေအများတန်းလုပ်ပေးချင်ပါတယ်။တချို့တွေဆိုမြင်းရည်တွေဝဲပြီးတော့မွေးနေ့ဆိုတာမွေးနေ့ကိတ်ခွဲတဲ့ဆိုတာတစ်ခါမှသူတို့မှမကြုံခဲ့ရဘူးဆိုထုတ်လုပ်မှုစွာအပြည့်တင်အောင်တရှိမှုစွာအကောင်းအောင်အည်သွေးလေးတွေကောင်းမွန်အောင်ဒါလေးတွေကိုကြိုးစားပြီးတော့လုပ်ဖို့ဆရာတို့အထက်လူကြီးတွေကိုဆရာတို့ကဒီထက်မှရှိတဲ့ဝဋ္ဌတယောက်ချင်းစီတဲ့စိတ်မပြေပါဘူးလိုက်မပြောနိုင်ဘူးပေါ့နော်အဲအကြောင်းဆရာတို့ကအဲ့လိုတက်ဆိုင်ရာဌာနရဲ့လူကြီးတွေနဲ့ဆရာတို့ကမာတာလေးတွေရှိတယ်အဲ့ဒါလေးတွေကို
ဒီမှာရှိတဲ့ဝတ်ထမ်းတူတယောက်ချင်းစီတိုင်းလည်းလိုက်နာပေးဖို့အထူးလိုအပ်ပါတယ်ကိုကိုလုပ်ငန်းတာဝန်လာပေးတဲ့အချိန်မှာအမိတ်အာဏာနဲ့မဖြစ်မနေတမင်တဲ့ညင်ပန်းနှိမ့်စစ်တဲ့ပုံစံမျိုးနဲ့လာပြီးတော့တာဝန်ပေးတာကိုဆရာလုံးဝလက်မခံပါဘူးအကုန်လုံးဒီဘယ်လိုပဲနေအသက်ကြီးလာငယ်တာထဲကိုလုပ်ငန်းခွင်မှာတာဝန်ယူထားတဲ့သူကတာဝန်ရှိပါတယ်စုပါသက်ဆိုင်ရာဌာနကလူကြီးတွေအနေနဲ့လည်းမတရားပြောဆိုချိန်ချောက်ပြီးတော့ခိုင်းတာမျိုးဆရာတို့အနေနဲ့လုံးဝလက်မခံပါဘူးအဲ့လိုပြောဆိုလို့ရှိရင်တဲ့တဲ့ထောက်ထားတဲ့ကွာဆရာတို့အိတ်ချဌာနကိုလာပြီးတော့တည်ပြပြီးတော့တိုက်ကြားလို့ရတယ်နော်တဲ့အသီးပွဲလေးတွေကလက်ကုပ်တဲ့လက်စာရှင်းတဲ့ချိန်မှာခံစားရပါလိမ့်မယ်နော်အားလုံးအမှားအယွင်းမရှိအောင်ဆရာအပေပန်းခံပြီးလုပ်ခဲ့တယ်ဒီထက်မှတချို့ဝန်ထမ်းအများကြီးရှိပါတယ်တချို့တွေဒီမှာတော့ချွတ်ရင်လို့ဆိုအများကြီးပြီးပါတယ်ဆရာဟိုးအရင်ကတည်းကနေပြီးတော့အခုချိန်ထိရိုးရိုးကြီးကြီးနဲ့မှာဒီအခုချိန်ထိနေပေးလာတဲ့တကယ်ဝန်ထမ်းကောင်းတွေပါသူတို့အသေးအရွယ်နဲ့အနာနော်လူရနေပြီဒါပေမဲ့ဆရာတို့လှုပ်အားနိုင်တဲ့လောက်လေးလှုပ်ပါအတင်းပိုင်ဘူးမပြောဘူးဘာဖြစ်လို့လဲဆိုတော့ဟိုးအရင်ကတည်းကဆရာတို့ပေါ်တက်ဆာရှိနဲ့ဆရာတို့နာမှာဝန်းရံပေးခဲ့တဲ့တကယ်ဝန်ထမ်းထားတယ်အဲ့ဒီတော့ဘယ်လိုပဲနေအလုံးလုံးတဲ့နေရာမှာခုနဆရာပြောသလိုပဲဘယ်အချိန်မှဆိုအလုံးလုံးရမှာဖြစ်တဲ့အတွက်အကောင်းဆုံးညာစွမ်းရှိသလားတော့လုပ်ပေးဖို့ဆရာပြောခြင်းနဲ့နိုင်တလောက်လေးတောက်ပါအန်တရမဖြစ်ပါစေနဲ့ပျော်ပါစေအထူးမှာကြားချင်တာကတော့လုံးဝရံမဖြစ်ရရံဖြစ်ရင်နောက်ဒီလိုပွဲမျိုးဆရာဘယ်တော့မှလုပ်ပေးမှာမဟုတ်တော့ဘူးနဲ့ဒင်နာပါတီလေးကိုလုပ်ငန်းကိစ္စအလုပ်ကိစ္စလေးတွေကောင်းတဲ့အကုန်ခဏထုတ်ပြီးတော့ဒီညလေးကိုဆရာတို့ be a free flow ပေးထားတယ်နော်ဟိုမှာကော်တေးတာတောက်လို့ရတယ်ဒါပေမဲ့အခုပဲမှာကျင်တယ်ကိုနိုင်တလောက်လေးတောက်ပါအန်တရမဖြစ်ပါစေနဲ့ပျော်ပါစေအထူးမှာကြားချင်တာကတော့လုံးဝရံမဖြစ်ရရံဖြစ်ရင်နောက်ဒီလိုပွဲမျိုးဆရာဘယ်တော့မှလုပ်ပေးမှာမဟုတ်တော့ဘူးအားလုံးပျော်ပျော်ပါပါလေးနဲ့ဆရာတို့ဆင်နွှဲရအောင်အားလုံးကျေးဇူးတင်ပါတယ်ခုလိုအမှားစကားပြောကြားပေးပါတော့ Managing Director ဦးအောင်နိုင်ဦးကအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးတော့အစီအစဉ်300 Standard of Future Company Limited ၏ Director ဒေါ်မွန်လိုင်မှနှုတ်ခွန်းဆက်မှာစကားပြောကြားပေးပါရန်စင်မြင့်ပေါ်သူလေးစားစွာဖြင့်ဖိတ်ခေါ်ပါတယ်ခင်ဗျာဒီလည်းအကုန်ပြောသွားပြီဟိုရှေ့ကဘာပြောပြရှေ့ကညာပြောပြရှေ့အကုန်လုံးပြောတော့အမကတော့ဗာလဲဆိုတခြားဘာမှတော့ပြောပြမရှိပါဘူးmarketing ပိုင်းဆိုတော့ marketing လေးပဲဆင်းပြသေးအမတို့ easy ရဲ့စောက်ပုံလေးရွတ်ကြည့်ပါဒီလိုအလားမပြန် easy ဟင်းလို့မှန်လိုက်တာတော်လိုက်တာအရှင်းမချထားတယ်လေအကုန်သိတာပေါ့ပေါက်တဲ့နိုင်ကြီးလေးကွီရဲ့ဆောင်ပုံလေးရွတ်ကြည့်ရှင်းရမပါဘူးအဲ့ရှင်းရမပါဘူးအဲ့ရှင်းmarketing idea ရကိုယ့်ရဲ့ထုတ်ကုန်လေးတွေဥမာဘလို့ရတာလေးရှိတယ်ထုတ်ကုန်ထဲမှာဗာလေးပါလဲအကုန်လုံးသိစေချင်တဲ့သဘောပါတခြားဘာမှမရှိပါဘူးကဲဒီနေ့ဒီနာညလေးမှာအမချက်ထားတဲ့ဒီဝတ်သားတို့လုံးလေးတွေကြားသားလေးတွေကောင်းမကောင်းပြီးခံပြီးစားကြပါလို့မကောင်းလဲစားကောင်းလဲစားမွေးနေ့မှာအမနဲ့မွေးလာသူလေးတွေအကုန်လုံးကိုအမတို့အင်ကြီးလက်ဆောင်လေးတွေနဲ့ငွေသားလေးဆူချီမြတ်ပေးပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအခုလိုအမှားစကားပြောကြားပေးပါတော့ Director ဒေါ်မွန်လိုင်အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးတော့အစီအစဉ်400 HR Admin Manager ဦးဝင်းသူမှဝန်ထမ်းများနဲ့ပတ်သက်သည့်စီကံပိုင်းဆိုင်ရာလိုအပ်ချက်များကိုဆွေးနွေးတင်ပြပေးပါရန်လေးစွာစွာဖြင့်စင်မြင့်ပေါ်သူဖိတ်ခေါ်ပါတယ်ခင်ဗျာဒီကမှာကျင်တာတော့HR ကိုလိုအပ်တာတွေမသိတာရှိရင်ဘေးလို့ရတယ်ဆွေးနွေးလို့ရတယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့မဆုံးဖြတ်ပါနဲ့ကိုယ့်ရဲ့အကြီးအကဲကိုအရင်ဆုံးဆုံးဖြတ်ပါကိစ္စတွေလိုအပ်ချက်တွေရှိလာတဲ့အဆင်ပြေမှုလေးတွေရှိလာရင်တော့တစ်ချက်ကိုယ့်လူကြီးကိုအရင်ဆုံးသိပေးပြီးတော့ HR နဲ့ဆွေးနွေးလို့ရပါမယ်နောက်တစ်ချက်ကတော့ဝန်ထမ်းတွေအနေနဲ့စီမံပိုင်းဆိုင်ရာတွေအထူးလိုအပ်ချက်
အိတ်မရှိပါဘူးအားလုံးပဲကျေးဇူးတင်ပါတယ် ခုလိုဆွေးနွေးတင်ပြပေးပါတော့အိဆာအဒမင်ဦးဝင်းသူအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင် စီစဉ်9ရာ HOD2 မှာမှတ်သားဖွယ်ရာဘုဒ္ဓတာများကိုပြောကြားပေးသွားမှာပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာပြောကြားသွားပေးမယ့် HOD ကတော့ Wildlife Retreat Manager ဦးကျော်မင်းထွေးပဲဖြစ်ပါတယ်ခင်ဗျာ ဦးကျော်နဲ့အကြောင်းလေးပြောခင်မှာကျွန်တော်စကားလေးတစ်ခုပြောချင်ပါတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာလူများစုကစကားပြောအားအရန်ကောင်းတော့ကျွန်တော်ပြရပါတယ်ဒါပေမဲ့နားထောင်မှုအားကြတော့အရန်အားနေပါအဲ့ဒါကြောင့်မို့ကျွန်တော်ကစကားနည်းနည်းပြောပြီးတော့များများနားထောင်စီချင်ပါတယ်ကျွန်တော်မျှဝေပေးမယ့်အကြောင်းလေးကတော့ကျွန်တော်ဖတ်ဖူးတဲ့စာအုပ်ကလေးတစ်အုပ်ထဲကအကြောင်းလေးပြောပါမယ်စာရေးဆရာနာမည်ကတော့ Ratio သူရေးထားတဲ့စာအုပ်ရဲ့ခေါင်းစဉ်ကတော့ Everybody is Nobody ဘယ်သူမှဘာမှမဟုတ်ဆိုတဲ့စာအုပ်အဲ့ဒီဘယ်သူမှဘာမှမဟုတ်ဆိုတဲ့စာအုပ်ထဲမှာကျွန်တော်ကခေါင်းစဉ်လေးတစ်ခုကြောင်းကျွန်တော်ပြောသွားမှာဖြစ်ပါတယ်အဲ့ခေါင်းစဉ်လေးကတော့နေရာတိုင်းမှာဆရာကြီးလားဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ရိုးသားပါစ조사ပါမျက်စိဖွင့်ပြီးတော့နားဆွတ်ထားပါလမ်းမကြီးပေါ်ကိုလည်း16ပါလမ်းထွက်ကလေးတွေလည်းကိုလည်းအဝင်ထွက်လေ့လာပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ပြောသွားတဲ့စာသားတွေကိုရိုးချင်းစွာတွေးပါပို့တွေးမိတာတွေလိုတွေးမိတာတွေကစိတ်ကိုအမိုက်ဖြစ်စေပြီးတော့ပုံမလေးလာစေပါတယ်လို့ပြောနေကျွန်တော်ညီကုန်းရှုပ်ပါ ပြီးတော့ဇန်နဝါရီလအတွက်ဝန်ထမ်းကောင်းစုချီးမြှင့်ပေးမယ့်အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာဇန်နဝါရီလအတွက်ဝန်ထမ်းကောင်းစုရရှိသွားတဲ့သူကတော့ဘယ်လိုဖြစ်မယ်လို့ထင်လဲဝန်ထမ်းအင်အားနေပါနေတဲ့အချိန်မှာမမိဌာနမှာရှိတဲ့လုပ်ငန်းကိစ္စတွေကိုခေါင်းဆောင်ပြီးသားစွာအောက်ခြေဝန်ထမ်းများနဲ့အတူပူးပေါင်းကစ조사ဆောင်ရွက်ခြင်းမိမိဌာနရှိလုပ်ငန်းတာဝန်များပြီးအခြားဌာနရှိလုပ်ငန်းတာဝန်များကိုပါကူညီဆောင်ရွက်ပေးတတ်ခြင်းမိမိတာဝန်ကျရာလုပ်ငန်းကိစ္စများကိုအချိန်အခါမငဲ့ကွက်ပင်နဲ့စ조사ဆောင်ရွက်တတ်ခြင်းမိမိလုပ်ငန်းခွင်နှင့်ပတ်သက်သောကိစ္စအဝဝကိုကြိုတင်သိမြင်ဆောင်ရွက်တတ်ခြင်းတို့ကြောင့်ဇန်နဝါရီလရဲ့ဝန်ထမ်းကောင်းစုကိုထိုက်ထိုက်တန်တန်ရရှိသွားသူကတော့အသားနယ်စောချက်ဌာနမှာစီနီယာစူပါဗိုက်ဇာဦးအောင်ကိုကိုပဲဖြစ်ပါတယ်ခင်ဗျာပါစောက်ပုံလေးကျွန်တော်တို့အတန်းနိုင်ဆုံးပါစောက်ပုံလေးရလိုက်နော်ကိုအဆင်ပြေ ဌာနကောင်းစုလွှဲပြောင်းပေးပါရန်ရခင်လာမှဒါတော့ပေါင်းဌာနကိုဖိတ်ကြားအပ်ပါတယ်ရှင် တယောက်ထွက်လိုက် မိမကြည့်တယ်အတော်ပြန်အံ့တော့ဘယ်လိုလဲ ခုလိုစုချင်းမြင့်ပေးပါတော့ Stranded of Future Company Limited ၏ Director အမဒေါ်မမွန်လာရအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင် စီစဉ်ရှေ့ရနိုဝင်ဘာလနဲ့ဒီဇင်ဘာလအတွင်းအလုံးဝင်ရောက်လာတော့ဝန်ထမ်းများမိတ်ဆက်ပေးမယ့်အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာ အမေလေးခေါ်ရင်မတ်တက်လေးတစ်ချက်လောက်ထားရပေးပါအောင်နော်ဦးလင်းလင်း ဒီစပါဘောတွေ ဒီမှာဘိုးမဲထောင်ခိုင်းလိုက်နော် ဒီစင်မှာဘုန်းပါ ပြည့် April ဟုတ်ပြီဝင်နေခဲ့မှန်းမှန်း Happy Happy birthday to you Happy birthday to you
ဒေါ်ဆိုးဆိုဦးကိုမင်းလာတဲ့ဆန်ဦးလာမြေ ဟုတ်ကဲ့ပါအခုတော့ကျွန်တော်တို့နောက်ဆုံးအစီအစဉ်ကိုရောက်ရှိလို့လာပါပြီအစီအစဉ်30ရာခန္ဓာအစီအစဉ်အောင်မြင်စွာပြီးဆုံးကြောင်းကျင်းပအပ်ပါရခင်ဗျာ ကဲပြီးပြီတဲ့ပြန်လို့ရပြီပြန်သေးဘူးလားဘာဖြစ်လို့ဘာလာပါလဲဖိမပြောကဲဆရာဒီနေ့ဆရာဝန်ထမ်းတွေပေါ့နော်ဒါဝန်ထမ်းတွေဒါပြောတာဆရာအရင်ချစ်ပါတယ်နေလားအရင်အခြေကြီးပြောလို့မရလို့ဆရာတို့တရုတ်လိုလိုမယုတ်လိုလိုနှယုတ်လိုလိုသာဆရာတို့ရဲ့ Chinese New Year ဆိုတော့ဆရာတို့ကအပေါင်းဆိုတာသိလားသိရဲ့စိတ်ထဲမှာမှတ်ထားဆရာမှာပါတယ်ဒီမှာအဲ့တော့ပေးမလို့အပေါင်းအိတ်လေးလူတွေကအများကြီးဒါပေမဲ့ဆရာတို့ကဒီ Chinese ရဲ့ရိုးရာအရာအပေါင်းဆိုတာခလေးတွေပဲပေးလို့ရတယ်အဲ့ကြတော့ဒီမှာမေးလိုက်တော့ခလေး9ယောက်ရှိတယ်တဲ့အဲ့ခလေး9ယောက်လေးခေါ်ပေးပါဆရာအပေါင်းပေးကြလို့ ဟိုနောက်ကကလေးကိုရကလေးတွေကလေးကိုရ โอเคတောက်ပါပပပြီးပါအေးစိတ်ပေးမယ်โอเคတာတာသူကညီလေးတွေကလေးကိုရ โอเคတောက်ပါပပပြီးပါအေးစိတ်ပေးမယ်โอเคတာတာသူကညီလေးတွေပေးလိုက်ကဲကိုရပေးပါလား9ယောက်ခလေးအိုးဇော်ထောက်ကလေးလေးလည်းပါတယ်ဟိုမှာတေးလေးလား ဒီတော်တော်ကလေးပါတယ် 2ယောက်ဟုတ်ပြီ2ယောက်3ယောက်4ယောက်5ယောက်6ယောက်9ယောက်10ယောက်ဟုတ်ပြီโอเค9ယောက်ဟုတ်ပြီခလေး9ယောက်မရသေးတဲ့ခလေးရှိရလားပြောလို့ရတယ်နော်အဲ့ဒါအပေါင်းကြာလူတွေထပ်မှာဆိုလို့နာမည်လေးနဲ့ခေါ်ပေးမယ်နော်အားလုံးဟိုစင်ပေါ်တက်ပြီးတော့လာယူကြနော်ဖက်ထား ဟယ်လို ဦးဝနာဆို မြန်လေးနော်ကျွန်တော်ပြည့်ပြောရအောင်ပါ PR တွေတောက်ဘူးပြီးတစ်ချက်လေးဆိုမယ်ဟုတ်လားဆိုပါလားโอเค ဦးရဲရဲအောင် တောက်ချောက်ခေါ်လိုက် တော်လေးဦးရဲဝင်းသူဦးပြေပြောလေဦးမြမင်းကိုဦးချစ်ဆိုင်သူဦးနိုင်တာအောင်ဦးတဝဲအောင်ဦးချိုးတော်လာဦးရဲတော်နဲ့အဲ့ဆက်တော်လေးအောင်တော်လေးအောင်ဦးရဲတော်ဒီဆက်ရအောင် I know you told your friend you're not okay. And tell me what's wrong and why you never said you felt that way. ပြင်စားမယ်ဦးမျိုးကိုကိုစောဦးရှိုင်းတဲ့ဝါဦးစောမင်းတဲ့ဦးခေဝေတော်စော To watch your eyes fade away. ပြင်တက်ကောမယ်တော်စုမြနိုင်တော်မြင့်ကြီးတော်ပစ္စည်းတော်မဆန်တော်မြင့်မြင့်ဦးတော်ဝဲဝဲတော်နော်အစေဖောတော်ကျူကျူမြင့်တော်စမ်းတဲ့တော်နွနွဲကျန်တယ်မလားဟုတ်လားနော်တော်အဲ့ဒီရာတော်မျိုးကြီးခိုင်တော်တိုင်းတိုင်းတော်စင်မလွေဦးမင်းတဆာဦးမင်းကဦးဟာမောတာဦးမင်းလေး
တူမတူ မရင်ထဲခံစားချက်လေးပြောပြပါဦး အရာပီတီဖြစ်တယ်ဟုတ်တာလေးကိုအဲ့လိုကြီးစိတ်လို့ထားအရာပီတီဖြစ်တယ်သူတို့ကျွေးနိုင်တဲ့အတွက်လည်းဒီတိုင်းမကအောင်လို့ပါပဲဟိုမှာဟုတ်လားဟုတ်လားနိုင်တဲ့လူတွေနော်နိုင်တာလည်းနိုင်ဗီဒီယိုတွေလည်းပါကုန်မယ်နော် ဟုတ်တယ်ဒီလိုရပါတော့မယ်I know you told your friend you're not okay. And tell me what's wrong